ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့နေရာမှာရှိတယ်။ဥယျာဉ်တစ်ခုထဲကိုရောက်သွားလို့မျိုးခန်းစားချက်တွေရတယ်။အဲ့လိုမျိုးဘေးနားမှာဒေါင်းလေးနဲ့လည်းရေကူးလို့ရတယ်။အဲ့ဒါရန်ကုန်မြို့ရဲ့အလှဆုံး heritage building တွေထဲကတစ်ခုဖြစ်တဲ့ဒါ Governor Residence ဆိုတဲ့ luxury hotel ပေါ့။တမိုင်းဝင်အဆောက်အဦရဲ့အငွေ့တက်ကိုလည်းထိန်းသိမ်းထားတယ်ပြီးတော့ခေတ်မီတဲ့ဝန်ဆောင်မှုတွေနဲ့ပေါင်းဆက်ထားတော့တော်တော်လေးကိုမိုက်တယ်။ကျွန်တော်ရဲ့မွေးနေ့ကပြီးသွားတယ်ဆိုပြီးမှကျွန်တော်ရဲ့ late birthday ကိုလုပ်ဖို့အတွက်ကျွန်တော်တကယ်ချင်းတွေက staycation သွားကြမယ်ဆိုပြီးတော့ Governor Residence ကိုရောက်လာတာပေါ့။အခန်းလေးကလည်းလုံးဝကြဲကြဲဝန်းဝန်းရှိတယ်။ထိုင်စရာနေရာလည်းအကျယ်ကြီးပဲပြီးတော့အခန်းရဲ့ vibe ကလည်းလုံးဝကို cozy ဖြစ်တယ်ပေါ့သူတို့တုံးထားတဲ့ lighting လေးနဲ့ဆိုရေချိုးခန်းတဲ့ bathtub ကလည်းလုံးဝအကြီးကြီးမှအကြီးကြီးထည့်ပေးထားတယ်နောက်တစ်ခုကအိမ်နာကိုလည်းတီးတန့်အခန်းလေးတေးလေးကန့်ပေးထားပေါ့ပြီးတော့ပဒင်းမောင်းကနေလမ်းပြီးတော့ရှိုးလိုက်မယ်ဆိုရင်လည်းအပြင်မှာကြာကန်လေးတွေနဲ့ကြည့်လိုက်ရင်ကိုစိတ်ကအလိုလိုအေးချမ်းနေအဆောက်အဦရဲ့ဒါခမ်းနားမှုတွေကလည်းတွေ့ရတဲ့အတိုင်းပဲတော်တော်လေးကိုမိုက်တယ်အထဲမှာလုံးဝဥယျာဉ်ကြီးလိုပဲစိမ့်ဆူနေရပဲပေတော့ပေါ့ဒီထဲမှာတဲနေရတာလုံးဝရန်ကုန်မြို့ထဲမှာရှိနေတဲ့လို့ကိုမခံစားရဘူးတောအုပ်တစ်ခုခုထဲမှာလုံးဝ staycation ထွက်လာတဲ့အတိုင်းပဲတော်တော်လေးမိုက်တယ်နောက်တစ်ခုကသူတို့ရဲ့ရေကူးကန်ကလည်းအကျယ်ကြီးပဲတော်တော်လေးလည်းကူးလို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီဒေါင်းနားလေးကိုရေကူးတော့ပေါ့ရေကူးပြီးတော့ကျွန်တော်တို့ high tea set စားတယ် Governor Residence high tea လေးနဲ့ကျွန်တော်တို့မိတ်ဆက်ပေးပါမယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ chicken burger ပါတယ်နောက်ပြီးတော့ crab cake ပါတယ်နောက် seafood chicken volume ပါတယ် bruschetta ပါတယ်နောက်ဒီဟာကြတော့ passion brownie ပါမယ် mixed fruit tart ပါမယ်နောက် medellin ပါမယ် ovega shoe ပါမယ် chicken curry puff ပါမယ် croissant sandwich ပါမယ်နောက် crab stick ပါမယ် tuna sandwich ပါဒီ mango က seasonal စပြီပေါ့ဗျာအဲ့တော့ဒါကတော့ mango mousse ဒါကတော့ chocolate macaron ဒါကတော့ cream brulee ပေါ့ဆိုတော့အဲ့ဒါလေးကိုတော့ကျေးဇူးပြုပြီးတော့မြည်ဆန်းပေးပါလို့လိုတာရှိလဲကျွန်တော်ပြောပါနော်အဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ enjoy your high tea ပါဗျအဲ့လိုမျိုး high tea set ကိုကဘာတွေစားနေလဲဆိုတဲ့အရာကိုပေါ့ chef ကနေပြီးတေချာလေးတစ်ခုချင်းစီရှင်းပြသွားတဲ့အချိန်မှာလုံးဝစားနေတဲ့အရာတွေကငါဒါဒီလိုအရာတာမျိုးပါလားဆိုတာမျိုးလုံးဝခံစားမိရယ်လုံးဝ high tea set ကိုမှ quality ရှိတဲ့ high tea set ဆိုတော့လုံးဝတော်တော်လေးကိုစားလို့ကောင်းတယ်အဲ့လိုစားနေရင်လည်းပဲကျွန်တော်ကို happy birthday ဆိုပြီးတော့မွေးနေ့ကိတ်လေးပါပြင်ထားပြီးတော့လုံးဝကိုရှက်ကန်လေးဖြစ်သွားတာပေါ့ဒါပေမဲ့တော်တော်လေးမိုက်တယ်ဖြော်ရည်လေးတောက်လိုက်စကားလေးပြောလိုက်မုတ်လေးစားလိုက်နဲ့ Governor's Residence ထဲက vibe နဲ့တော်တော်လေးကိုမိုက်တယ်ဗျာရန်ကုန်မှာနေပြီးတော့မရောက်ဘူးတိတ်ရင်တော့စမ်းပြီးတော့တွားပြီးတော့ try ကြည့်စေချင်တယ်ဘာလို့လဲဆိုတော့အဆောက်အဦရဲ့လုံးဝခမ်းနားမှုတွေရောပြီးတော့အစားတောက်ပေါ့မနက်စာကနေစပြီးတော့ dinner အထိကိုအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲလုံးဝဝန်ဆောင်မှုပေးထားတဲ့အတွက်လုံးဝစိတ်ကျေနပ်မှုကတော့လုံးဝအပြည့်ဖြစ်မှာအဲ့ဒါကြောင့်မလို့ရန်ကုန်မြို့ထဲမှာကိုကအေးဆေးလေးအနားယူချင်တယ်ဆိုဒါ Governor Residence ကပထမဦးဆုံးရွေးချယ်ရမယ့် luxury hotel တစ်ခုပါ